ကဲဒါတို့ဒီဗီဒီယိုလေးကိုကြည့်လိုက်ဗျာဒါလေးကတော့9လပိုင်း3ရက်နေ့ရပါတော့ကျွန်တော်တီးခံထားရမှာကြည့်လိုက်ဟုတ်တယ်ကျွန်တော်တီးရဗျာလားတစ်ချိန်ချိန်ကျရင်ကျွန်တော်ပြန်တွေ့အောင်မှာပဲဆိုတော့တီးလို့ပါဗီဒီယိုလေးကိုတိန်းထားပါတော့ကဲဒီနေ့မှဆိုတော့ပြန်လာတွေ့တာပဲဖြစ်ပါတယ်ခင်ဗျာဘယ်နှစ်ရက်နေ့လဲဆိုရင်တော့ဒီနေ့ကတော့10လပိုင်း9ရက်နေ့ရတလားတောင်ကြာပါပြီပေါ့နော်ကဲမှာကြည့်လိုက်ဗျာကျွန်တော်ဂျားညံ့တာကြည့်လိုက်အပေါ်ရောအောက်ရောအရှိရောနောက်ရောဟိုတောင်ဘောရဲ့လမ်းပြစ်တယ်ကွာကဲမှာ2ပါးစက်ဝက်လာလေးဖြုတ်လိုက်ဗျာ2ပါးစက်ဝက်20ကွက်တော့ရကြည့်လိုက်အရှိရတကောင်နည်းနည်းပိတ်စလေးထွက်လာလားမိတ်ဆိုင်ထွက်လာရောမှာတကောင်တော့နောက်တကောင်ဝင်လိုက်ရောမှာရှော့ဟိအောင်ကြီးတစ်စက်ကွက်ပြုတ်သွားနော်ပစ္စည်းတွေတော့ကောက်လိုက်ပါဒီနားလေးမှာပစ္စည်းလေးကောက်နေတော့ဟိအောင်ကြီးနိုင်တိုရဲ့ဟိုဟာစပိန်နဲ့ပြေးတာခြေတန်းလေးကြားအောင်တော့ထွက်ကြည့်လိုက်ဟုတ်တယ်အကောင်လေးပဲနေမယ်ဆိုပြီးတော့ငါစောင့်နေရောမှာဟုတ်တာဗောဟိအောင်ကြီးအီမိုလေးပြမယ်အီမိုလေးပြတော့နောက်တကောင်ရောက်လာတွေ့တော့ထွက်ပြေးမယ်ကွာရောမှာဟိအောင်ကြီး2ပါးစက်ပိုင်းရောမှာအီမိုဆိုတာဒီလိုပြရတယ်ဟုတ်လားဟိအောင်ကြီးဆောင်းကျွတ်စင်အားရတယ်ကွာဟိအောင်ကြီးဒီလိုနေ့ကိုစောင့်နေဟုတ်လားတလားတောင်ကြာပါနော်ဒီမိုက်ကွာ3%ပြည့်မလို့ရအောင်ကြီးကကုန်နေအဲ့ဒါဒီကောင်လေးငါ့ကိုတွေ့သွားရောပြေးရပါကွာပြီးတော့ဒီကောင်လေးလိုက်နေအောင်ဒီကောင်လိုက်တာ3%ပြည့်မလို့ကွာနောက်ဆုံးဒီကောင်သူများလာပြတာကြီးလိုက်တော့မှာရှော့မှာလိုက်လာရှုံမလိုက်နဲ့မလိုက်ငါပြေးပါလို့အစ်စေးပဲကွာဒီလိုနေရာဘာလို့လဲဆိုတော့ကိုကတယောက်တည်းဆိုတော့ဒီကောင်လေးက3ယောက်ဆိုတော့ဘယ်လိုဖြစ်ဒီကောင်လေးကလိုက်ပြစ်မှာကွာတယောက်တည်းဆိုတော့အစ်စေးပဲမလားလာပြစ်မှာဆိုတော့ကိုနေရာလေးပါယူတော့ပြစ်လို့ရရောမှာဟိုဒီကောင်ဟိုဘက်ပေါက်နေပြန်တက်လာမှမတိချောင်းရောမှာပြစ်တက်လိုက်တယ်ခုံဝင်နေတာခုံပြလာနေငါပြစ်တက်လိုက်တကောင်ရောမှာနောက်တကောင်ဒီဘက်ပေါက်ပြန်ရောက်လာရောမှာနှစ်ကောင်တော့ရောက်အပေါ်မှာတကောင်ကောင်းအောင်ကျိုးပြစ်တယ်သူများလာပြစ်သွားတယ်လို့ရောက်နောက်မှရမှာရှော့ဟဲ့အောင်ကြီး